မိန်းကလေးဟာသူ့အဖေကိုနှုတ်ဆက်ပြီးကားပေါ်ကဆင်းသွားတဲ့အချိန်မှာပဲအကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။သူမရဲ့အဖေဟာပောက်ကွဲမှုကနေအသက်ရှင်ကျန်ရစ်ပြီးမိခိုးငွေတွေကြားထဲကိုတိုးဝင်ကပြေးဝင်သွားခဲ့ပြီးသူမကိုရှာဖွေခဲ့ပါတယ်။ဒါပေမဲ့သူတွေးခဲ့တာကသူမရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်ပါပဲ။ကြေကွဲဝမ်းနည်းစွာနဲ့သူ့ရဲ့စုဆောင်းထားတဲ့ငွေအားလုံးကိုအသုံးပြုပြီးရဲတွေကိုလူသက်သမားအားမြ мян ရှာဖွေဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ရဲတွေကပေါ့ပေါ့တန်တန်ပဲညှင်းဆန်တုံ့ပြန်ခဲ့ပါတယ်။နိုင်ငံရေးသမားတစ်ယောက်ရဲ့ရွေးကောက်ပွဲခွင့်လန်းတွေကိုထိခိုက်စေနိုင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ညှင်းဆန်ခဲ့ပါတယ်။သူကလက်မလျှော့သေးပဲမစ္စတာဟန်နက်စီလို့ခေါ်တဲ့နိုင်ငံရေးသမားခေါင်းဆောင်တစ်ယောက်စီကိုတွားရောက်ကသူ့သမီးတည်ဆုံမှုအတွက်တရားမျှတမှုရရှိစေရန်အကူအညီတောင်းဆိုခဲ့ပေမဲ့သူတို့ရဲ့ရုံးခန်းထဲကနေအတင်းဆွဲကနှင်ထုတ်ခံခဲ့ရပါတယ်။ဒေါသထွက်ပြီးမျောလင်းချက်မဲ့နေတဲ့သူဟာတန့်စင်ခန်းထဲကိုဝင်ပြီးဘုံလိုပဲပောက်ကွဲစေတတ်တဲ့ပလင်းနှစ်ပလင်းကိုထုတ်ပြီးကျိုးနဲ့ချီက secret တလိပ်ကိုမိညီကထားခဲ့ပါတယ်။သူဟာအဲ့ဒီအဆောက်အုံကနေထွက်လာပြီးခဏကြာတဲ့အခါမှာတော့ပောက်ကွဲပစ္စည်းတွေကပောက်ကွဲသွားပါတယ်။ပောက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက်မှာသူဟာတည်ဆုံသွားတဲ့သူ့သမီးလေးအတွက်လက်စားချေဖို့ဘာမဆိုလုပ်မယ်လို့မစ္စတာဟန်နက်စီကိုဖုန်းခေါ်ဆိုကပြောဆိုချင်းချောက်ခဲ့ပါတယ်။သူဟာအိမ်ပြန်ရောက်ပြီးဘုံတွေထက်လုပ်ပါတယ်ပြီးတော့နိုင်ငံရေးသမားရဲ့အိမ်ချမ်းသားကိုကားမောင်းသွားပြီးသူ့ကားကိုတကိုင်းတွေနဲ့ဖုံးအုပ်ကသူလာရလမ်းကြောင်းတစ်လျှောက်ခြေရာတွေကိုလည်းဖျက်ပစ်ခဲ့ပါတယ်ညဘက်မှာတော့သူဟာတိတ်တဆိတ်အဆောင်တွေကိုခြေမုံပြီးဘုံတွေကိုဂိုးတောင်တစ်ခုထဲမှာထားခဲ့ပါတယ်အချိန်တိုင်းကရိယာသူညရောက်တဲ့အခါဂိုးတောင်ဟာမီးလောင်ပေါက်ကွဲသွားပါတယ်နိုင်ငံရေးသမားဟာအပြင်ကိုပြေးထွက်သွားပြီးဒါဟာနောက်ထပ်သတိပေးချက်တစ်ခုဖြစ်ကြောင်းသဘောပေါက်သွားပါတယ်သူဟာသူ့လူတွေကိုအဲ့ဒီလူကိုလိုက်လံရှာဖွေဖမ်းဆီးဖို့အမြန်မိတ်ပေးလိုက်ပါတယ်ကြေးစားစစ်သားများဟာမကြခင်မှာပဲတောထဲမှာပုန်းနေတဲ့သူ့ကိုတွေ့ရှိခဲ့ပေမဲ့သူကထောင်ချောက်တွေအများကြီးထောင်ထားပြီးသားပါသူတို့တဲကတယောက်ကသူ့ရဲ့ကြောပိုးအိတ်ကိုမြင်ပြီးအနီးနားကိုတိုးကပ်သွားတဲ့အခါသူ့ခြေထောက်ကိုထိုးဖောက်နိုင်တဲ့တန်ချောင်းတွေနဲ့ပြုတ်လုပ်ထားတဲ့ထောင်ချောက်ကိုနင်းမိသွားပါတယ်အဲ့ဒီလူဟာဒီထောင်ချောက်တွေကိုအသုံးပြုပြီးကြေးစားစစ်သားအလုံးကိုတပ်ဖြတ်ချေမှုန်းနိုင်ခဲ့ပါတယ်ပြီးတော့သူ့ခန္ဓာကိုယ်မှာဘုံတွေတက်ဆင်ကနိုင်ငံရေးသမားရဲ့အခန်းထဲကိုဝင်သွားပြီးသူ့ခေါင်းကိုတနက်နဲ့ချိန်ထားပါတယ်ချိန်ချောက်မှုနဲ့ရင်ဆိုင်လာရတဲ့အခါနိုင်ငံရေးသမားဟာတကယ်လူသက်သမားရဲ့နာမည်ကိုနောက်ဆုံးတော့ဖွင့်ပြောလိုက်ရပါတယ်ပြီးတော့အဲ့ဒီလူဟာပြုပြင်ထိန်းသိမ်းရေးလုပ်သားအဖြစ်ဟန်ဆောင်ပြီးအကြမ်းဖက်သမားတွေရဲ့အိမ်ထဲကိုခိုးဝင်သွားပေမဲ့အကြမ်းဖက်သမားတွေကသူ့ကိုတန်တရားဝင်လာပြီးသူယူဆောင်လာတဲ့လက်ဆွဲအိတ်ကိုစစ်ဆေးရှာဖွေဖို့တောင်းဆိုခဲ့ပါတယ်သူ့ရဲ့အိတ်ကိုစစ်ဆေးနေစဉ်မှာပဲရုတ်တရက်အဲ့ဒီလူဟာသူတို့တဲကတယောက်ကိုကန်ကြောက်ပြီးသူ့တနက်ကိုဆွဲယူကထောင်းတနေရာမှာပုံအောင်နေခဲ့ပါတယ်နောက်ဆုံးအကြမ်းဖက်သမားကသူ့စီကိုပြေးဝင်ကဓာတ်နဲ့ထိုးပါတယ်အဲ့ဒီလူဟာအကြမ်းဖက်သမားနဲ့တိုက်ခိုက်ပြီးအကြမ်းဖက်သမားရဲ့လက်ဘင်းကိုအဝတ်ထည်တစ်ခုနဲ့ပတ်ပြီးတော့ဗလဲဘင်းညစ်ကတက်လိုက်ပါတယ်ခဏအကြာမှာတော့ရဲတွေကအခင်းဖြစ်ပွားရာနေရာကိုဝင်လာနေပေမဲ့သူကခွေးလေးတစ်ကောင်ကိုပွေ့ချီကတက်လေကားကနေထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ပါတယ်